ဒီလိုအချက်တွေကြောင့်အောင်မြင်မှုတွေဆိုးရုပ်လာပြီးဆိုတာသိတာနေတဲ့ရခိုင်မင်းသားနေသူရခိုင်လူမျိုးတွေရဲ့ခုံဆောင်မင်းသားမင်းသမီးများစွာတွေကမှမင်းသားကြီးနေသူကတော့အောင်မြင်ဆုံးနဲ့ပြည်သက်ချစ်ခင်အားပေးမှုအများဆုံးရရှိထားသူပဲဖြစ်ပါတယ်။နှစ်ပေါင်း20ကျော်ကြာအနုပညာလောကတင်မှာအောင်မြင်လာခဲ့ပေမဲ့အခုချိန်မှာတော့နေသူရဲ့အောင်မြင်မှုတွေကဆိုးရုပ်သွားပြီးဆိုတာကိုအတော်လေးကိုတည်တာစီခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဒရိုက်တာတယောက်ရဲ့ဖွင့်ဆိုချက်အရကြည့်ရမယ်ဆိုရင်လည်းနေသူကအသက်ကြီးလာပြီဖြစ်တာကြောင့်အရင်လိုရုပ်ရှင်ဇာတ်ကားတိုင်းကိုမရိုက်ကူးနိုင်တော့ပဲအောင်မြင်မှုတွေရိုးသွားခဲ့တာပါ။နေသူဆိုတာကဝေးလံတဲ့ရခိုင်ပြည်နယ်ကနေရန်ကုန်မြို့ကြီးမှာလာရောက်ပြီးတော့အနုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်ရင်းနဲ့ထိုးချွန်တဲ့အရေးချင်းတွေကြောင့်အောင်မြင်လာသူဖြစ်ပါတယ်။အနုပညာလောကထဲမှာရုပ်ရှင်မင်းသားတလက်ဖြစ်ရှောင်းလန်းပြီးမကြခင်မှာပဲအကယ်ဒမီဆုကိုရရှိခဲ့ပြီးအခုဆိုရင်လေးချက်ကွန်အကယ်ဒမီဆုရှင်မင်းသားတလက်တောင်မှဖြစ်နေခဲ့ပါပြီ။တိတ်မကြခင်တုန်းကလည်း2024ခုနှစ်အတွက်အကောင်းဆုံးအမြတ်သားဇက်ဆောင်ဆုကြီးကိုလည်းရရှိခဲ့ပြီးအကယ်ဒမီကိုရခိုင်လူမျိုးတွေရဲ့ဂုဏ်ကိုစောင့်နိုင်တဲ့မင်းသားတလက်ပဲဖြစ်ပါတယ်။ဒါပေမဲ့မင်းသားကြီးနေသူကအခုချိန်မှာတော့အနုပညာလုပ်တွေကိုအရင်လိုမလုပ်တော့ပဲအောင်မြင်မှုတွေနဲ့အတော်လေးကိုဝေးကွာနေခဲ့ပြီပဲဖြစ်ပါတယ်။အတူတက်ပြဲလက်ရှင်မှာလေနာမည်ကျော်ကြားနေတဲ့ကန်ကွန်နီရုပ်ရှင်ဇာတ်ကားကြီးကခေါင်းဆောင်မင်းသားနေရာမှာပါဝင်ခွင့်ကိုတော့မှဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ကန်ကွန်နီရုပ်ရှင်ဇာတ်ကားတွေမှာနိုင်ငံကျော်မင်းသမီးဖွေးဖွေးနဲ့အတူမင်းသားကြီးနေသူကိုပါဝင်တရုပ်ဆောင်စေမယ်လို့သူတို့သူတွေကဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းနာမည်ကျော်ဒရိုက်တာတရားဖြစ်တဲ့ဝိုင်းကတော့နေသူကအတော်လေးကိုအသက်ကြီးနေပြီဖြစ်ပြီးဇက်ကောင်နဲ့မလိုက်ဖက်တဲ့အတွက်ရုပ်ရှင်ဇာတ်ကားမှာခေါ်မြိုက်ဖို့ညှင်းပယ်ခဲ့တာပါ။ဒါကြောင့်နောက်ဆုံးမှာတော့မင်းသားလေးရောင်ကိုအစားထိုးပြီးတော့အောင်မြင်စွာနဲ့ဇာတ်ကားကြီးကိုရိုက်ကူးခဲ့ပါတယ်။ကန်ကော်နီရုပ်ရှင်ဇာတ်ကားတစ်ခုဒေတာသမကတခြားသောရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင်နေသူရဲ့အတိတ်ရွယ်နဲ့မလိုက်ဖက်ဘူးဆိုပြီးညင်းပယ်ခံခဲ့ရတာတွေကလည်းအများပြားပဲဖြစ်ပါတယ်။အသက်40ကျော်အရွယ်ပဲရှိသေးတယ်ဆိုပေမဲ့အရင်လိုခေါင်းဆောင်မင်းသားနေရာတွေမှာရိုက်ကူးလို့မဖြစ်နိုင်တော့ပဲတတိစတွေကိုပဲနေရာပေးတင်နေဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုဖယ်ထုတ်ခံရတာပါ။ဒါကြောင့်နေသူအနေနဲ့ကတော့အနုပညာလောကထဲမှာအရင်လိုစိတ်ကြိုက်လှုပ်ရှားခွင့်များတော့ပဲသူကရွေးချယ်ရမှာတဲ့သူ့ကိုပြန်ပြီးတော့ရွေးချယ်ကြတဲ့အနေအထားကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။အရင်ကားနဲ့ဆိုရင်တော့ဇလန်ဇက်အိမ်ကြိုက်မကြိုက်ကိုယ်တိုင်ရွေးချယ်ပြီးမှရိုက်ကူးရပေမဲ့အခုတော့ဒရိုက်တာတွေနဲ့ထုတ်လုပ်သူတွေကနေသူနဲ့မလိုက်ဖက်ဘူးဆိုပြီးပြန်ပြီးတော့ညင်းနေကြတာပါ။ဒါကြောင့်နေသူအနေနဲ့လက်ရှိမှာတော့ဘလို့ဇက်ကားမျိုးနဲ့ပဲဖြစ်ဖြစ်လာပြီးတော့ကလန့်ရင်လက်ခံပြီးတော့ရိုက်ကူးပေးနေကြရပါတယ်။နေသူကအခုဆိုရင်အသက်40ကျော်နေပြီးကလေးတယောက်ဖြစ်အင်တာတဲဖြစ်လို့နေခဲ့ပါပြီ။အားပြီးတဲ့ပြည်သူတွေကတော့ရှင်းနေသေးပေမဲ့သူရဲ့အသက်အရွယ်အနေထားနဲ့လိုက်ဖက်တဲ့ဇက်ကောင်ဆိုတာကရှာပါနေပြီဖြစ်တဲ့အတွက်မကြခင်မှာပဲမင်းသားမင်းသမီးရဲ့ဖခင်နေရာကနေတော့တယောဆောင်တော့မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးအသက်ကြီးလာပြီးဖြစ်တာကြောင့်အောင်မြင်မှုတွေရုပ်ရော့လာခဲ့တဲ့မင်းသားကြီးနေသူရဲ့အဖြစ်ပေါ်မှာပြည်သက်ကြီးရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရတဲ့အကြောင်းအသေးတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အသစ်တော်ဗရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဝိနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။